စာမိုးပွဲတွေမှာအမြဲတမ်းပထမရတယ်အလုပ်ထဲမှာလည်း idea ကောင်းတွေနဲ့လမ်းနေတတ်တဲ့ညံကြီးရှင်တွေဟာအချစ်ရေးနဲ့အိမ်တောင်ရေးကြမှာဘာလို့အလွဲလွဲအချော်ချော်တွေဖြစ်ပြီးအစင်မပြေဖြစ်နေတတ်လဲတင်ရောတတိထားမိဘူးလားခက်ခဲတဲ့ပု္ပ္ပာတွေကိုအလွယ်တကူအဖြေထုတ်နိုင်တဲ့သူတွေဟာအချစ်ဆိုတဲ့ပု္ပ္ပာနဲ့ကြမှာအဖြေရှာမရပဲလမ်းပြောက်သွားတတ်ကြပါတယ်ဒါဟာသူတို့ကအချစ်ကိုတန်ဖိုးမထားတတ်လို့မဟုတ်ပါဘူးသူတို့အုံနောက်ရဲ့အလုတ်လုတ်ပုံစရိုက်ကြပါဒါဆိုညံရီ IQ မြင့်နေသူတွေအတွက်အချစ်ရေးကဘာလို့ပိုပြီးခေါင်းစားစရာဖြစ်နေရတာလဲဒီနေ့မှာတော့စိတ်ပညာရှင်တွေထောက်ပြထားတဲ့အဓိကအကြောင်းရင်း6ချက်ကိုပြောပြပေးသွားပါမယ်ပထမဆုံးအချက်ကတော့သူတို့ဟာအသေးဖွေးကိစ္စလေးကအစအချက်အလက်တွေအများကြီးတွေးတတ်ကြတာပါလက်တွေးဖို့ကစာတိုလေးတစ်ကြောင်းကိုပုံမှန်အတိုင်းပို့လိုက်ရင်တော့သူဘာကြောင့်ဒီလိုစလုံးမျိုးသုံးတာလဲငါ့ကိုစိတ်ဆိုးနေတာလားငါဘာမှားသွားလဲဆိုပြီးတစ်ဖက်လူရဲ့စိတ်ကိုလိုက်ပြီးစမ်းစစ်ဝေဖန်နေတတ်ပါတယ်အချစ်ဆိုတာခံစားချက်နဲ့တွားရတာဖြစ်ပေမဲ့သူတို့ကတော့အမြဲတမ်းအကြောင်းပြချက်နဲ့ logic အမှားအမှန်တွေလိုက်ရှာနေတတ်လို့ရန်ပွဲတွေပိုများလာတတ်ပါတယ် IQ မြင့်တဲ့သူတွေဟာကိုယ်ခြေတော့ပေါ်ကိုရက်တီနိုင်စွမ်းရှိကြသလိုတယောက်တည်းအေးအေးဆေးဆေးနေရတဲ့ကိုယ်ပိုင်အချိန်ကိုလည်းအယမ်းမြတ်နိုးကြပါတယ်အချစ်ရေးဒါမှမဟုတ်အိမ်တောင်ရေးတစ်ခုတည်းရောက်သွားတဲ့အခါတစ်ဖက်လူကိုအချိန်ပေးရတာကိုယ့်ရဲ့ကိုယ်ပိုင်ကဘာလေးတဲကိုမျှဝေပေးရတာတွေမှာသူတို့အတွက်ညှိနှိုင်းရတာပိုပြီးဝင်ထုတ်ဝင်ဖို့ဖြစ်သွားတတ်ပါတယ်သူတို့ဟာလက်တွဲပေါ်ရွေးချယ်တဲ့အခါရုပ်ရည်ယာဒူးထက်အဆင့်ချင်းတူတူစကားပြောလို့ရမယ်သူခေတ်စကားနဲ့ဆိုရင် brain level တူတဲ့သူတွေကိုပဲပိုရှာကြပါတယ်စကားဝိုင်းတစ်ခုမှာအပေါ်ယံမဟုတ်ပဲအတွေးအခေါ်ချင်းဘဟုတုတချင်းဖလှယ်လို့ရမှစိတ်ဝင်စားတာမျိုးပါအဲ့ဒီတော့သူတို့နဲ့စိတ်ချင်း idea ချင်းတိုက်ဆိုင်မဲ့သူကိုရှားရတာကောက်ရိုးပုံတွေကအရှာရတယ်လို့ခက်ခဲသွားတာဖြစ်ပါတယ်ညံရီမြင့်တဲ့သူတွေဟာအချက်အလက်တွေကိုအုံနောက်နဲ့တွက်ချက်ရတာကျွမ်းကျင်ပေမဲ့ကိုယ့်ရဲ့ရင်တွင်းဖြစ်ခန်းစားချက်တွေကိုစကလုံးအဖြစ်အပြင်ထုတ်ပြဖို့ကြတော့အားနည်းတတ်ကြပါတယ်စိတ်ဆိုးတာဝမ်းနေတာဒါမှမဟုတ်ချစ်တာကိုရိုးရိုးရှင်းရှင်းဖွင့်ဟရမယ့်အစားနှုတ်ဆက်နေတတ်ကြတာမို့လက်တွဲပေါ်ဘက်ကသူငါ့ကိုခယူးမဆိုင်တော့ဘူးအေးဆက်သွားပြီဆိုပြီးအထင်လွဲစရာဖြစ်လာတတ်ပါတယ်သူတို့ဟာကိုယ့်ရဲ့ရည်မှန်းချက်ပညာရေးနဲ့အလုပ်ကင်တိုးတက်ဖို့အတွက်ဆိုရင်အာယုံစိုက်မှု focus အရန်ကောင်းကြပါတယ်တခါတလေအလုပ်ထဲစိတ်နှစ်ထားမိတဲ့အခါအချစ်ရေးကိုပြစ်ပယ်ထားသလိုဖြစ်သွားတတ်ပါတယ်အချစ်ရေးကိုလည်းအလုပ်တစ်ခုလိုမျိုးအချိန်ပေးရုံနဲ့အောင်မြင်ရမယ်လို့အတွေးမှားတတ်ကြပြီးလက်တွေ့အချစ်ရေးရဲ့အနှိမ့်အမြင့်အတက်အကျတွေကိုတီးခံဖို့ခက်ခဲနေတတ်ကြပါတယ်နောက်ဆုံးတစ်ချက်ကတော့ဉာဏ်ကောင်းတဲ့သူတွေဟာအရာရာမှာပြီးပြည့်စုံခြင်းနဲ့ perfectionist စိတ်ရှိတတ်ကြတာပါအလုံးမှာအမှားမရှိအောင်လုပ်နိုင်ပေမဲ့လူတဘာဝချစ်ကြိုက်ကွဲကွာဆိုတာကကြိုတင်တွက်ချက်လို့မရပါဘူးအချစ်ရေးမှာအစင်မပြေမှုလေးတွေရှိလာတဲ့အခါဒါကိုကိုယ့်ရဲ့ကြာရှုံးမှုတစ်ခုလို့ခံယူပစ်လိုက်ပြီးနောက်ထပ်ဆက်ဆံရေးအသစ်တစ်ခုစတင်ဖို့စိုးရိမ်စိတ်တွေပိုများနေတတ်ကြပါတယ်တကယ်တော့ IQ မြင့်တဲ့သူတွေဟာအချစ်ကိုမလူချင်တာမဟုတ်ပါဘူးသူတို့ရဲ့အချစ်ကပိုပြီးနှက်ဆိုင်ပြီးအနှစ်သာရရှိဖို့လိုအပ်နေတာပါအချစ်ရေးမှာအစင်ပြေဖို့ဆိုရင်တော့အုံနောက်ကိုခိတပိတ်ပြီးနှလုံးသားကိုပိုဦးစားပေးဖို့လိုအပ်ပါလိမ့်မယ်ကဲအခုပြောသွားတဲ့အချက်6ချက်ထဲမှာတင်ရောဘယ်နှချက်လောက်နဲ့တူနေလဲ3ချက်လား4ချက်လားဒါမှမဟုတ်6ချက်လုံးမေးလားကိုနဲ့တူတဲ့အရေးအတွက်ကိုကမတ်မှာနံပါတ်4တွေပဲဖြစ်ဖြစ်ရေးပြီးမျှဝေပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေစက်ကြည့်အောင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့ပိုကောင်းတဲ့အနာဂတ်မှာပြန်တွေ့ကြပါဦး